အဲ့ဒါဆိုရင်စသေးတို့ဘယ်ကိုရောက်သွားမလဲဆိုရင်၄ရက်မြောက်ကိုရောက်လာမယ်ပေါ့နော်အဲ့ဒါကြောင့်၄ရက်မြောက်ရဲ့ခေါင်းစဉ်တွေကိုစသေးတို့ကြည့်ပါအောင်ရှီကောတိုရှီမရှောအလုံးလုံးကြရအောင်ဆိုတဲ့ခေါင်းစဉ်အောက်မှာထုံးစံတိုင်းပုံလေးနဲ့ပြောတဲ့ပုံစံကိုနောက်မှကြည့်ပြီးတော့စကြည့်မယ်နော်ဒီ box လေးပေးပြီးတော့ needs ဤတဲ့ယောမီမရှော့ဒီဟာထဲမှာထည့်ပြီးတော့ဖတ်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်ပါ box လေးထဲမှာ need ဤတဲ့ထည့်ပြီးတော့ယောမီမရှော့ဖတ်ကြရအောင်ဒါကြောင့်ကြည့်အောင်အိုရှိကောတိုကတစ်ဖက်လူကမေးတယ်အိုရှိကောတိုကအလောက်ကရောအဲ့နဲ့တစ်ဖက်လူကနောက်တစ်ယောက်ကမေးရင်နောက်တစ်ယောက်ကပြန်ပြင်မယ်နာနီနာနီကို stay imos ဒီဟာကိုလုံနေပါတယ်နာနီနာနီကို stay imos ဒီလုံကိုလုံနေပါတယ်ဒါကြောင့်ဘယ်လိုလုပ်လဲကြည့်ရအောင်လဲစုတိုရန်တဲ့ဘိုက်တိုလဲစုတိုရန်ဖတ်တတ်တော့ဘိုက်တိုပဲချက်ပါမယ်ဆိုတော့စားတောက်ဆိုင်အချိန်ပိုင်းလို့စသေးတို့ငငယ်ကသိခဲ့တာတော့အာရူဘိုက်တိုအတူကောင်းနေနဲ့ဘိုက်တိုလို့ခေါ်လဲရတယ်ဒါဆိုအလောက်ကရောဆိုရင်ဒီ byte ကို stay မောဆိုရင်အချိန်ပိုင်းလုံးနေပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောလို့ရပါတယ်တဲ့ဒါကြောင့် byte တို့ပဲသုံးအာရု byte တို့ပဲသုံးအချိန်ပိုင်းလုံးဖြစ်ပါမယ်ဒီတိုင်းနောက်ကတော့ခိုးကြောတဲ့ဘာတူဆိုတဲ့အဓိပ္ပာယ်ပါခိုးကြောဒီစက်ယုံမှာဘာတူကကြတော့ပတ်တိုင်းပေါ့နော်စက်ယုံမှာပတ်တိုင်းလုပ်ပါတယ်စတေရဆိုရင်အာရုဘိုက်တူနဲ့ဒီပတ်တူပတ်တိုင်းကဘာကွာလဲဆိုတော့သူတို့နှစ်ခုကတော့မကွာဘူးပြောတဲ့လူပေါ်ပဲကွာတော့တာတချို့ကတော့ငါဘိုက်တူလုပ်နေတယ်ချိန်ပိုင်းလို့တချို့ကတော့ငါပတ်တူပတ်တိုင်းလုပ်နေတဲ့အချိန်ပိုင်းလို့အတူတူပဲတဲ့အားကြောင့်မလို့အဲ့နှစ်ခုကအသေးစိတ်လိုက်ခွဲစရာမလိုဒီတိုင်းရင်စီလို့ဆက်သွားမယ်နော်ကွန်ဘီနီတော့တန်အင်းကွန်ဘီနီရဲ့တန်အင်းဆိုင်ဝင်တန်းကွန်ဘီနီတော့တန်အင်းကွန်ဘီနီရဲ့ဆိုင်ဝင်တန်းကွန်ဘီနီမှာဆိုင်ဝင်တန်းလုပ်နေပါတယ်ဆိုပြီးတော့သုံးလဲရအဲ့ဒါရပြီဆိုရင်အဲ့ဒီအောက်မှာအဲကိုင်းဝါခိုးရှိဆိုတဲ့အဓိပ္ပာယ်ပါအဲကိုင်းဝါခိုးရှိအဲ့ဒါကစီတော့အင်္ဂလိပ်စကားပြောဆရာကိုပြောခြင်းဖြစ်ပါတယ်အဲကိုင်းဝါခိုးရှိအင်္ဂလိပ်စကားပြောဆရာပါအဲကိုင်းဝါခိုးရှိအဲကိုင်းဝါခိုးရှိရမယ်နော်အဲ့ဒါလေးပြီးသွားရင်တော့အဲ့ဒီအောက်မှာဟွန်ယာကုနောရှိကောတိုဆိုတာဒီဘာသာပြန်အလုပ်ပါဟွန်ယာကုနောရှိကောတိုဘာသာပြန်အလုပ်ဟွန်ယာကုကဘာသာပြန်နော်ဘာသာပြန်တယ်ဆိုတာဘယ်လိုဘာသာပြန်တာလဲဆိုတော့တဲ့စီတို့ကဘယ်လိုပြောရမလဲဆိုရင်အခုကလေးကိုစသေးကစာတင်နေနဲ့ဒီဂျပန်စာတွေကိုစသေးဘာသာပြန်ပြနေရမလားစာအုပ်ကအလုံးတွေကိုဘာသာပြန်တာကိုဟွန်ယာကုလို့သုံးပါတယ်ဟွန်ယာကုရမယ်နော်အဲ့တော့ဟွန်ယာကုနော်ရှိကောတို့ဒီဘာသာပြန်လို့ပြီးသွားရင်စသေးတို့ဒီဘက်လေးကိုတစ်ချက်သွားဟွန်ယာကုကဘာသာပြန်ခြင်းဆိုတဲ့ noun ကွာပြီးသားစသေးတို့ဒီဘက်မှာကျတော့ verb အနေနဲ့ဟွန်ယာကုစုရကြတော့ဘာသာပြန်သည်ဆိုတဲ့ verb ဖြစ်ပါမယ်ဟွန်ယာကုစုရကြတော့ဘာသာပြန်သည်ဆိုတဲ့ verb ပါဘာသာပြန်သည်ရမယ်နော်ဘာသာပြန်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်ပြီးသွားရင်စစေးတို့နောက်တစ်ခုကကြတော့ဒီအောက်မှာစူယာကူနော်ရှိကောတိုစူယာကူကကြတော့စစေးတို့ကသူကကြတော့ဗာလဲဆိုရင်ဒီဘက်ကိုကြည့်လိုက်ရင်နားလည်ပါမယ်အပေါ်ကဟွန်ယာကူက translator ကွာသူကစူယာကူကကြ interpreter ကိုပြောခြင်းဖြစ်ပါတယ်အဲ့ဆိုတော့စီရတာစကားပြန်အလုပ်ကိုပြောခြင်းဖြစ်ပါတယ်စူယာကူနော်ရှိကောတိုကကြတော့စကားပြန်အလုပ်စကားပြန်ဆိုမှတော့လူနှစ်ယောက်သားတွေကိုစကားပြန်ပေးခြင်းဖြစ်တယ်တချို့ကလေးတွေကအဲ့ဒါမကွဲဘူးဟွန်ယာကူကကြတော့စီတော့စာအုပ်ကိုကြည့်ပြီးတော့ဘာသာပြန်တာစူယာကူကကြတော့လူနှစ်ယောက်သားထဲမှာစကားပြန်တာအဲ့တော့တချို့မသိတော့သူ့လောက်ကဘာသာပြန်လीဆိုတော့ဒါဘယ်လိုပြမလဲဆိုရင်မသိတဲ့လူတွေပေါ့နော်ဒီရက်ွက်ထဲမှာဆိုအတုံးလုံးမှားတတ်ကြတယ်သူဘာသာပြန်လှုပ်နေတာဆိုရင်အဲ့ဒါကစာအုပ်ကိုပဲဘာသာပြန်တာရမလားအမှန်တော့ဘာသာပြန်မဟုတ်ပဲနဲ့စကားပြန်အလုပ်ပါအဲ့ဒါကိုစီတော့စူယာကူလို့ခေါ်တယ်ပြီးသားရင်အဲ့ဒါကနောင်အခုသိရှင်းတာနောင်အနေနဲ့ဖြစ်ပြီးဘတ်အနေနဲ့ဆိုဒီဘက်လေးမှာဆက်ကြည့်ပေးစူယာကုစုတို့ဘာသာပြန်သည်ဆိုတဲ့ဘတ်ဖြစ်ပါမယ်ဘာသာပြန်သည်
အဲ့ဒါပြီးသွားရင်နော်စီတို့ဒီအောက်မှာဂျီမူနောတေဆူဒိုင်ဆိုတဲ့အဓိပ္ပာယ်ပါဂျီမူနောတေဆူဒိုင်ဂျီမူဒီရုံးလုံးရဲ့တေဆူဒိုင်ရကူညီခြင်းဆိုတော့ဒီဘက်ကိုကြည့်လိုက် office assistant ပါရုံးအကူဖြစ်ပါမယ်ရုံးအကူ office assistant ပါရုံးအကူပါအဲ့ဒါပြီးသွားရင်နော်စစေးတို့ဒီအောက်လေးကိုဆက်သွားပါမယ်အောက်မှာက homo herupa ဆိုတဲ့အဓိပ္ပာယ်ပါ homo herupa ဒါကကြစီတို့ကအိမ်အကူကိုပြောခြင်းဖြစ်ပါတယ် homo herupa ပေါ့နော်ဒါအိမ်အကူပါအဲ့ဒါပြီးတော့နော်အဲ့ရောက်မှာ motto အိုပွဲမှာရှော့ဆိုတဲ့ဒီထက်ပိုပြီးတော့စစေတို့မှတ်ပါမယ်ဒါကြောင့်ကြည့်အောင်ရှီကောတိုစာကားစုအလုရှာသည်ရှီကောတိုစာကားစုအလုရှာသည်အဲ့ဒါပြီးသွားရင်နော်အဲ့ရောက်မှာရီရေခိရှောအိုခခုဆိုတဲ့ဒီပြရီရေခိရှောကနားလည်အောင်ပြောမယ်ဆို CB ဖောင်ပါခခုဆိုတော့ရေးသည် CB ဖောင်ရေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါရမယ်နော်ပြီးသွားရင်အဲ့ဒီအောက်မှာမန်ဆက်ဆိုဆိုလို့အင်တာဗျူးလုပ်သည်ဆိုတဲ့အဓိပ္ပာယ်ပါဒါမှမဟုတ်လေအင်တာဗျူးသည်ဆိုတဲ့အဓိပ္ပာယ်ပါရမယ်နော်ပြီးသွားရင်အဲ့ဒီအောက်မှာဟိုတယ်ရူနောဂျူဂျောအင်းဆိုတဲ့အဓိပ္ပာယ်ပါဟိုတယ်ရူနောဂျူဂျောအင်းဒီဟိုတယ်ဝန်ထမ်းကိုပဲပြောခြင်းဖြစ်ပါတယ်ဟိုတယ်ဝန်ထမ်းမှာပဲအမှဟိုတယ်ဝါကာပေါ့ပြောရမယ်ဆိုရင်တော့ရုံးပိုင်းတို့ပြီးသား reception ပိုင်းတို့မှာလုပ်တဲ့လူတွေကိုသိမရည်ညွှန်းဟိုတယ်ဝါကာလို့ပြောရဖြစ်တဲ့အတွက်ဟိုတယ်ရဲ့ဝန်ထမ်းနည်းနည်းလေးဘယ်လိုပြမလဲအောက်ခြေသိမ်းလုပ်တဲ့ဝန်ထမ်းပေါ့လေနော်အဲ့ဒါမျိုးဂျူပြောအင်းလို့ခေါ်တာများတယ်တဲ့ဒါမနော်ပြီးသားရင်နောက်တစ်ခုအားဆက်သွားရအောင်ရှီကောတိုနာကာမဆိုတဲ့အဓိပ္ပာယ်ပါနာကာမအပေါင်းပါကွာဒါကြောင့်ရှီကောတိုနာကာမကြတော့အလုတ်အပေါင်းပါကိုပြောခြင်းဖြစ်ပါတယ်အလုံးမှာခင်မင်နဲ့မိတ်ဆွေတွေအလုတ်အပေါင်းပါတွေကိုအဲ့လိုပြောတယ်ရှီကောတိုနာကာမပါအဲ့ပြီးသားရင်နော်အဲ့ဒီအောက်လေးမှာစစီတို့ဆက်သွားလိုက်မယ်နော်အောက်လေးကိုအရင်ရှင်းလိုက်မယ်ရတိုးလို့ဖက်ကြတယ်တချို့ကလည်းရတိုးဒါမှမဟုတ်ရတိုဥလို့ဖက်ရင်တော့နည်းနည်းလေးဖက်လို့မကောင်းလို့ရတိုးလို့တချို့ကဖက်ကြတယ်ပေါ့နော်အဲ့ဒီရတိုးကဘာလဲဆိုရင်ဒီမှာစီတို့ကအဲ့ဒါကအလောက်ခန့်သည်ဆိုတဲ့အဓိပ္ပာယ်ပါရတိုးရဲ့အဓိပ္ပာယ်ဒီစစီတို့ကအလောက်ခန့်သည်
ဆိုတဲ့အဓိပ္ပာယ်နဲ့သွားပေးပါအလောက်ခန့်သည်ပြီးသွားရင်သူ့ရဲ့ဘေးနားလေးကိုသွားပြီနော်ရတိုဝါရဲတို့ကတော့ဒါဥခဲမိဖြစ်သွားမယ်စီအလောက်ခန့်ခြင်းခံရသည်ရတိုဝါရဲတို့ဖြစ်ပါမယ်အလောက်ခန့်ခြင်းခံရတယ်ဆိုတဲ့ပုံစံပါရတိုဝါရဲတို့အဲ့ဒါပြီးသွားရင်တော့အဲ့ဒီအောက်လေးတစ်ဆက်သွားပြီနော်ခီဆွိပဲသုံးတော့ဒါကလေဥပမာဒေခီရုတာခဲနဲ့နာရုပဲကွာအတူတူပဲလို့ပြောတယ်လို့ခီဆွိနဲ့ဆူရာရအတူတူပဲကြမ်းနော်ပြီးတော့ရှီကောတူကအလုပ်ခီဆွိနဲ့ဆူရာဤဒီခက်ခဲတော့ပြင်းထန်တော့အလုပ်ကြမ်းနော်ပင်ပန်းခက်ခဲတဲ့အလုပ်ပြင်းထန်တော့အလုပ်အဲ့လိုမျိုးလေးသုံးလို့ရတယ်တဲ့ခီဆွိဆူရာဤရဲ့အဓိပ္ပာယ်ကလေအဲ့လိုမျိုးလေးသုံးပေးပါခီဆွိဆူရာဤရှီကောတူဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်ရမယ်နော်အဲ့ဒါလေးပြီးသွားရင်စစေးတို့ဒီပေါ်လေးမှာကြံခဲ့လေဒီပေါ်လေးကိုပြန်သွားဒီပေါ်လေးမှာ Q လျောလာစာကိုပြောခြင်းဖြစ်ပါတယ် Q လျောလာစာQ လျောရဲ့အဓိပ္ပာယ်လာစာပြီးသွားရင်ဒီအောက်မှာ GQ ကတဏာရီလာစာကိုစန်နီဟီယာခုအန်ဆိုရန်ထောင်းနေရဖြစ်ပါမယ်လောဆယ်စီတို့ကြက်မှာ GQ ပဲ GQ ကကြတော့တဏာရီလာစာပါတဏာရီလာစာပြီးတော့ရောက်မှာ bonus စု bonus ဖြစ်ပါမယ် bonus စုဒီ bonus ကိုပြောကြည့်ဖြစ်ပါမယ်နော် bonus စုက bonus ဖြစ်ပါမယ်ပြီးတော့ရင်နောက်တစ်ခုအရောက်မှာခိုးဆူဟီကတေရုဆိုတဲ့အဓိပ္ပာယ်ပါခိုးဆူဟီကတေရုဆိုတာလမ်းပန်းဆက်သွယ်ရေးစရိတ်ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်လမ်းပန်းဆက်သွယ်ရေးစရိတ်ရတယ်ပြီးသွားရင်နောက်တစ်ခါကျတော့သတိတို့ဒီအောက်လေးမှာခင်းမှုကြည့်ခန်းဆိုတာဒီရုံတက်ချိန် what hour ကိုပြောခြင်းဖြစ်ပါတယ်ရုံတက်ရုံဆင်းချိန်ပေါ့လေနော်အဲ့လိုမျိုးပြောတာပါရုံတက်ဘယ်လိုပြမလဲဆိုရင်အလုံးချိန်လို့ပဲမှတ်လိုက်လေရတယ်ခင်းမှုကြည့်ခန်းအလုံးချိန်အထီးရသွားရေးစသေးတို့နောက်တစ်မျက်နှာကိုဆက်သွားပါပြီနောက်တစ်မျက်နှာခဏလေးနော်နောက်တစ်မျက်နှာကြောင့်အိုခါနဲကိုခါစေကိုပတ်စံစုသည်ဆိုတဲ့အတိတ်ပဲပတ်စံ comment စုတာမဟုတ်ငွေရှာသည်ပါစီဥမှာဆိုရင်အိုခါနဲခါစေကူဆိုတဲ့တခြင်းထွက်တော့ဆိုရင်အမခါစေကူငွေရှာသည်ဆိုတဲ့အတိတ်ပဲပါကြံမလားပြီးသားအဲ့ဒီရောက်မှာတော့အိုခါနဲကိုမိုးခဲရုဆိုတဲ့အတိတ်ပဲကကြတော့အမျက်ထွက်အောင်လုပ်သည်
အိုခါနဲကိုမိုးခေတို့အမျက်ထွက်အောင်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်ပါအမျက်ထွက်အောင်လုပ်သည်သူနဲ့ပြီးသွားရင်ဒီဘက်မှာကြတော့0ကအိုခါနဲကမိုးခါတို့ဆိုတဲ့အဓိပ္ပာယ်ကြတော့ပတ်စံအမျက်ထွက်သည်ဆိုတဲ့အဓိပ္ပာယ်ပါပတ်စံအမျက်ထွက်သည်ဒီသွားရင်တော့အရောက်လေးဆက်သွားရှီကောတိုစုမစုပဲ33စုမဆဲတူပဲ33အလုတ်ပြီးဆုံးသည်စသေးပြောပြီးသားအဲ့ဒီအလုတ်တစ်ခုဒီအားလုံးပြီးသွားတဲ့အခါကျမှစုမဆစုမဆဲတူအိုဝါတို့သုံးမယ်ဆိုရင်အိုဝါတို့ကပြီးတော့ပြီးရဒီနေ့တရက်တာအတွက်ပဲပြီးတာအားလုံးပြီးဆုံးမယ်ဆိုရင်စုမဆစုမဆဲတူကိုသုံးပေးရပါမယ်ပြီးသွားရင်အဲ့ဒီအောက်လေးမှာစီရှီကောတိုနာမခဲတူဆိုတာအလုတ်ကိုပြင်းရည်သည်ဆိုတဲ့အဓိပ္ပာယ်ပါအလုတ်ကိုပြင်းရည်သည်အလုတ်ပြင်းရည်သည်ပေါ့ကွယ်ပြီးသွားရင်တော့အဲ့ဒီအောက်မှာနာမခဲမို့လို့လူပြင်းကိုပြောခြင်းဖြစ်ပါတယ်ငပြင်းပြီးသွားရင်လူပြင်းပေါ့လေနော်အဲ့လိုမျိုးလေးသုံးပါတယ်ပြီးသွားရင်တော့ဒီဘက်မှာသူနဲ့ဆန့်ကျင်ဘက်ပါဟာတာရာခီမိုနိုဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါကကြတော့အလုတ်ကျူးစားသူအလုတ်လုပ်တဲ့သူပေါ့ကွယ်အဲ့ဒါမျိုးပြောခြင်းဖြစ်ပါတယ်အလုတ်ကြိုးစားသူနဲ့ဆက်ချစ်ဘက်ကနာမခဲမို့သူငပြင်းကိုပြောခြင်းဖြစ်ပါတယ်ပြီးတော့ဒီမှာခူဘီနီနာတို့ပဲ33ရာမဲဆဆဲတာတဲ့တို့ပဲ33အလုတ်ပြုတ်သည်ဆိုတဲ့အဓိပ္ပာယ်ပါအလုတ်ပြုတ်သည်ခူဘီနီနာတို့ပဲ33ရာမဲဆဆဲတာတဲ့တို့ပဲ33အလုတ်ပြုတ်သည်ဆိုတဲ့အဓိပ္ပာယ်ပါရမယ်နော်အဲ့ဒါလေးရသွားရင်တော့ထုံးစံအတိုင်းစသေးတို့ပုံလေးကိုကြည့်အောင်ခဏလေးနော်ပုံလေးကိုသွားကြည့်မယ်ဆိုရင်ဖြင့်ပေါ့နော်ဒီဘက်ကတငယ်ချင်း3ယောက်စကားပြောနေတာပေါ့လေနော်တငယ်ချင်း3ယောက်မှာပထမကောင်လေးကဗာပြောလဲဆိုတော့ဒီမှာကြည့်အောင်နော်ပထမကောင်လေးတက်ဒုတိယကောင်လေးကိုတစ်ချက်ကြည့်မယ်နော်ဒုတိယကောင်လေးကအရင်ပြောပါတယ်နဲ့ခီမီနိုဘိုက်တို့မင်းရဲ့အလုပ်ပေါ့နော်အာလူဘိုက်တို့ကတဲ့ GQE ခုတာတနာရီလောက်အားကဘယ်လောက်ရလဲတဲ့ပြီးသားရင်ခင်းမိုးကြီးခံဝရုံတက်ချိန်ရအောင်အလုပ်ချိန်ရအောင်ပြီးသားရင်ခိုးဆူဟီလမ်းဘက်ဆက်တဲ့ရေးစရိတ်ကဒေရူပေးလားရှီကော့တိုခီဆွီအလောက်ကခက်ခဲလားအဲ့နဲ့နောက်ကောင်လေးတယောက်ကအိုရဲမို့ငါလဲပဲရတူဗလဲဆိုရတူတဲ့မိုရာအင်းနိုင်ခါနာငါလဲပဲအလုံးလုံးချင်လို့ပြောချင်တယ်ဒီဗျာရတိုးတီစီတော့အလုံးခံတာငါ့ကိုလည်းအလုံးခံအောင်ပြောပြီးလို့မရဘူးလားဒီကအိုခါနဲ့ခါသေးကနိုင်တို့ပတ်စံမစုလို့မရတော့ဘူးဂျူကီဗလဲဆိုဂျူကီယောလီယောကဟာရာအင်းနိုင်တာဆိုအတန်းချိန်ပေါ့နော်ဒီတင်နန်းစရိတ်ကလည်းမပေးလို့မရဘူးလို့သူကပြောချင်တာအဲ့နဲ့ဒီဘက်ကသူကစိတ်သူ့စိတ်ထဲမှာပြောနေအဆက်လေးနေပေါ့နော်ရှီကောတိုနာမခဲတဲ့ဤတဲ့အလုတ်ပြင်းပြီးတော့ခီနိုမနေ့ကတည်းခူဘီနီနာတဲ့ရှီမာတန်တာဆွဲတယ်ဗျအလုတ်ဖြုတ်ခံလိုက်ရပြီတဲ့သူကသူ့စိတ်ထဲမှာသူအဲ့လိုပြောနေရပေါ့နေနော်
အဲ့ဒါကြောင့်အဲ့ဒါလေးကိုစသေးတို့ရမယ်ထင်ပါတယ်အဲတို့နဲ့ပြီးသွားရင်စသေးတို့ကအဲ့ဒါတက်ခန်းပြီးသွားပါပြီ